ပြောချင်တဲ့သဘောကတော့ခိုင်လုံနေလို့ဆရာပြောချင်တာပေါ့နော်ပေးချင်တဲ့ message ကခိုင်လုံနေသူက UK ပညာရေးမှာကျတော့ဒါ AB ဒါ UK အစိုးရအခုတို့တက်တဲ့ဟာ AB တက်တယ် AB တက်တဲ့ level 4 ပထမနဲ့ level 5 ဒုတိယနဲ့အဲ့ဒီဟာကိုတို့တက်ရုံနဲ့ AB တခုတည်းကပေးတာမဟုတ် UK အစိုးရကဝင်ကြည့်ပြီးတော့ဒီလက်မှတ်ကိုပေးတာပြောချင်တဲ့သဘောကအကြောင်းတစ်ခုတည်းကပေးနေတာမဟုတ် UK အစိုးရကဝင်ကြည့်တာအဲကြောင့်ဝင်ကြည့်ထားလို့လေဒီကလူတွေ level 4 5ပြီးရင် UK မှာပါ final သွားတက်လို့ရတယ်သူတို့ဝင်မကြည့်ဘဲနဲ့ AB တီးတန့်နဲ့ပေးတာလို့ခေါ်တယ် AB endorse လို့အဲ့ဒါ AB တီးတန့်နဲ့ပေးတာဒီဘက် government ကဝင်ပါတာမပါဘူးဟုတ်လားအဲ့တော့လက်မှတ်မှာကသူတို့ government ရဲ့အဖွဲ့ off grade citizen မပါ AB တခုပဲပါအဲ့တော့ဗာပြည့်တယ်အဲ့လက်မှတ်နဲ့တော့နိုင်ငံခြားမှာကြောက်တော့တဲ့ final လည်းတက်လို့မရဘူး second year လည်းတက်လို့မရဘူး first year လည်းတက်လို့မရအဲ့လက်မှတ်တွေသဘောတရားကဘာလဲဆိုအတုံးချတက္ကသိုလ်ပညာရေးမဟုတ်အခုတို့တက်တဲ့ဟာက government ပါတယ်လက်မှတ်ရရင်လည်း government off grade citizen ပါအဲ့လက်မှတ်